ဒီမနော်ဘယ်လိုမဆိုရောက်လာတယ်ဘယ်လိုရောညာရဲ့တော့ညာရဲ့ကိစ္စပဲတော့ညာရဲ့ညာထွက်လာတယ်နော်ကုန်ကအပြောင်းအပြန်ဖြစ်သွားတော့အဲ့ဒီနာရှိကမတက်လာတော့ရေတက်ဆက်ယူပြီးလေရေတက်လို့မရရေကပြဿနာဖြစ်သွားတယ်ဆိုတော့ရေတက်ကအရင်ကတော့ရေတက်ဆက်ယူတဲ့အောက်ကရေထွက်တယ်လေလောက်လိုက်ရခုတော့ရေထဲမှာထွက်တော့အဲ့မှာရေကအကြီးကျယ်ပြဿနာဖြစ်တယ်နော်ဒီလည်းမရှိရေလည်းမရှိအခုချိန်ရပြီသူဆိုတော့ပူလေတဲ့မန္တလေးမှာနော်ဆက်ချင်40ပေါ့40ဆိုတော့ပူလေနော်ဒီလိုပရိုဂျက်များအတေမတော့ဘာတော့မဆာပရိုဂျက်တွေတော့ဘာတော့အထူးမဲ့ပရိုဂျက်ယူနာနဲ့ပရိုဂျက်ရဲ့ဟိုမဆာချီလေယုံတော့လို့အပ်ပါတယ်ဒါလည်းမျိုးရဲ့အပြစ်ကြီးမှာအမြင့်ဆုံးသောဘုရားရဲ့သားတော်အပြစ်နဲ့ကင်းစင်သောယေရှုရဲ့အသွေးတော်အဖြစ်တားပြီးတော့ရွေးနှုတ်ခဲ့တဲ့သောပရိညင်တရားနဲ့ဆန်တဲ့ဖလားတော်ပဲကိုရောယေရှုတင်ပါတယ်ဝိညာဉ်တော်ဘုရားရဲ့လမ်းမြခြင်းပို့ဆောင်ခြင်းမိတ္တရာဖွဲ့ခြင်းတို့ဒီအရောက်စီတိုင်းပေါ်မှာဆက်လက်၍ကာလအစဉ်နဲ့တရားတရှိနေပါစေသောအာမင်